ဘောလုံးသမားတွေရဲ့တောက်ပတဲ့ဘဝကိုမြင်ရပေမဲ့ကမ္ဘာဆင့်ကိုရောက်ဖို့သူတို့ဘလို့အခြေအနေမျိုးကနေရုန်းကန်ခဲ့ရတယ်ဆိုတာကိုလူနည်းစုသာသိကြပါတယ်။ဒီနေ့မှာတော့ခက်ခဲကြမ်းတမ်းတဲ့ကစားသမားဘဝကနေနာမည်ကျော်ကစားသမားဘဝအဖြစ်ကိုပြောင်းလဲခဲ့10ယောက်အကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်10 Jamie Vardy သူက Premier League ရဲ့တိုက်စစ်မှုဖြစ်လာဖို့အိမ်မက်မှတ်ခဲ့ပေမဲ့အသက်20ကျော်တဲ့အထိစက်ရုံလုပ်သမားတစ်ယောက်ဖြစ်နေစားလုပ်ခဲ့ရပါတယ်။ညဘက်ဒီကြာရင်တော့ပျော်နှမ်းတီးတွေမှာကစားခဲ့ရပြီးသူကဘောလုံးလောကရဲ့အောက်ခြေကနေထိပ်ဆုံးကိုတက်လန်းလာနိုင်ခဲ့ပြီပါ။ Leicester City တင်းနဲ့ Premier League ကိုစုကူးနိုင်ခဲ့ပြီးတော့ Leicester City တင်းရဲ့သမိုင်းတစ်လျှောက်မှာလည်းရေးပဆုံးဖြစ်တဲ့ကနဝင်ကစားသမားတူအနေနဲ့ရှိနေခဲ့ပါတယ်။နံပါတ်9 Gabriel Jesus သူဟာဘရာဇီးရဲ့စင်းရဲရက်ကွက်တစ်ခုမှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။2014ကမ္ဘာဖလားပွဲကိုဘရာဇီးမှာကျင်းပတော့ကသက်18နှစ်အရွယ်သူဟာလမ်းပေါ်မှာနိုင်ရန်ဆေးရေးပကြီးတွေရေးဆွဲတဲ့အလုပ်ကိုလုပ်ကန်ရင်မိသားစုအတွက်ရုန်းကန်နေရဆဲဖြစ်လမ်းပေါ်ကနိုင်ရန်ဆေးရေးဆွဲတဲ့ကောင်လေးဖြစ်ကနေအခုလက်ရှိမှာတော့ကမ္ဘာအဆင့်ဘောလုံးသမားတစ်ယောက်ဖြစ်ရက်တည်နေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။နံပါတ်8 Angel Di Maria Angel Di Maria လည်းရန်ကိုဆင်းရဲတဲ့မိသားစုကနေလာခဲ့တာပါ။အာဂျင်တီးနားမှာကလေးဘဝတုန်းကသူ့မိသားစုကအရန်ဆင်းရဲခဲ့တာကြောင့်သူကငယ်ငယ်ကလေးကလေးကကြောင်မီးသွေးတူးဖော်တဲ့အလုပ်တွေမှာဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ဒါဟာဘောလုံးကွင်းထဲကလင်းရောင်ကိုသူ့အနေနဲ့မတွေ့မြင်ရခင်မှာဖြတ်သန်းခဲ့ရတဲ့ဘဝအစစ်မှန်ပါပဲ။နံပါတ်9 Raheem Sterling ဟာဂျာမီကာမှာမွေးပြီးတော့အသက်9နှစ်အရွယ်မှာလန်ဒန်ကိုပြောင်းရွှေ့လာခဲ့သူပဲဖြစ်ပါတယ်။သူငယ်ရွယ်စဉ်ကတည်းကဖခင်ဆုံးမခဲ့ပြီးမိသားစုဟာပိုင်ဆိုင်မှုမရှိဘဲလန်ဒန်ရဲ့အခြေအနေဆိုးတဲ့နေရာတွေမှာခက်ခက်ခဲခဲနေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဘောလုံးကသူ့ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့တစ်ခုတည်းသောလမ်းစဖြစ်ခဲ့ပါတယ်။နံပါတ်6 Sadio Mane ရဲ့ဇလန်းကလည်းစိတ်ဝင်စားစရာပါပဲ။စီနီဂေါရဲ့ဝေးလံတဲ့ရွာလေးမှာမွေးဖွားခဲ့ပြီးသူ့ရဲ့မိသားစုဟာသူဘောလုံးသမားဖြစ်ချင်တဲ့အိမ်မက်ကိုမြုံကြည်ပေးနိုင်ခဲ့ကြပါဘူး။သူ့ရဲ့အသက်15နှစ်အရွယ်မှာမြို့တော်ဒါကာကိုထွက်ပြေးခဲ့ပြီးအကယ်ဒမီမှာအစမ်းသက်ခံယူဖို့ဖက်နှက်တောင်မရှိဘဲနဲ့သွားခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဆာဒီယိုမာနီယာခုလက်ရှိအောင်မြင်နေတဲ့ကစားသမားတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။နံပါတ်5 Ribeiro ဟာဘရာဇီးရဲ့ဖာဗဲလာဆင်းရဲသားရက်ကွက်မှာကြီးပြင်းခဲ့သူပဲဖြစ်ပါတယ်။သူငယ်စဉ်ကအာဟာရချို့တဲ့မှုကြောင့်သူ့သွားတွေတောင်ပျက်စီးခဲ့တဲ့အထိဖြစ်ခဲ့သေးပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာပိန်သေးနှုံးချိနေခဲ့ပေမဲ့လည်းဘောလုံးပေါ်ထားရှိတဲ့မလျှော်သောစိတ်ဓာတ်ကြောင့်ဘလွန်ဒိုစီကိုကိုင်ဆောင်နိုင်သူဖြစ်ရက်တည်နေခဲ့တာဖြစ်ပါတယ်။နံပါတ်4 Luka Modric ရဲ့ငယ်ဘဝဟာစစ်ပွဲတန်တွေကြောင့်ခက်ခဲခဲ့ရပါတယ်။ခရိုအေးရှားပြည်တွင်းစစ်ဖြစ်ပွားချိန်မှာတော့သူ့ရဲ့အိမ်ကိုမီးရှို့ခံခဲ့ရပြီးတော့အသက်6နှစ်အရွယ်မှာပဲဒုက္ခသည်စခန်းတွေမှာလှည့်လည်နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ဘောလုံးမဟုတ်တဲ့လမ်းမတွေကားပါကင်တွေမှာဘောလုံးကန်ရင်လည်းပဲကပ္ပအဆင့်ကွင်းလေလူတယောက်ဖြစ်အောင်ရုန်းကန်ကြိုးစားရက်တည်ခဲ့ရသူလည်းဖြစ်ပါတယ်။နံပါတ်3နေရာမှာတော့အန်ဂိုလိုကန်တေပါ။ကန်တေရဲ့မိဘတွေဟာမာလီကနေပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးတော့Paris မြို့ရဲ့စင်ချေဝန်းရက်ကွက်မှာဆင်းရဲစွာနေထိုင်ခဲ့ရပါတယ်။ငယ်စဉ်အသက်9နှစ်ရွယ်မှာသူ့ဖခင်ဆုံးပါသွားပြီးတဲ့နောက်မိသားစုကိုဝိုင်းကူဖို့မြို့ပတ်လဲမိုက်ပုံတွေမှာမိုက်ကောက်ပြီးတော့ဝင်ငွေရှာခဲ့ရပါတယ်။ဘာဖလားချန်ပီယံဖြစ်လာခဲ့တဲ့အထိသူ့ရဲ့နှိမ့်ချတတ်တဲ့စိတ်ဓာတ်ကတော့ဒီငယ်ဘဝကနေမြစ်ဖျားခံလာတာပဲဖြစ်ပါတယ်။နံပါတ်2 Carlos Tevez အာဂျင်တီးနားရဲ့အကြမ်းဖက်အများဆုံးရက်ကွက် Purity အပကြီးမှာကြီးပြင်းခဲ့သူတယောက်လည်းဖြစ်ပါတယ်။ကလေးဘဝမှာမတော်ဆမှုကြောင့်သူ့မျက်နှာမှာမီးလောင်တန်ရာကြီးတစ်ခုလည်းရရှိခဲ့မှုပါတယ်။လမ်းပေါ်မှာကြမ်းဖက်မှုတွေနဲ့မူရစ်ဆေးဝါးတွေကြားကနေဘောလုံးကသူ့ကိုလမ်းမစီရောက်အောင်ဆွဲခေါ်လာပေးခဲ့တာပါ။နံပါတ်1 Diego Maradonaဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးနေရာကစားသမားတူဦးဟာဆင်းရဲမွေးတင်မှုတွေရဲ့အောက်ဆုံးဆင့်ကနေလာခဲ့တာပါ။အာဂျင်တီးနားရဲ့ Villa Fiorentino ဆိုတဲ့လူနေမှုမတန်ရှင်းတဲ့ရက်ကွက်မှာမွေးဖွားပြီးကလေးဘဝတုန်းကဆိုရင်မိန်လာကန်ထဲတောင်မတော်တဆပြုတ်ကျခဲ့မှုပါသေးတယ်။ဘောလုံးကသာသူ့ကိုကဘာကြီးရဲ့အလဲဘူးရှောက်စေခဲ့တာဆိုရင်လည်းမမှားပါဘူး။
ဒီဇလန်းတွေကတော့မိသည့်ခက်ခဲကမှအိမ်မက်ကိုတားဆီးလို့မရဘူးဆိုတာကိုတက်တည်ပြခဲ့တဲ့စိတ်သက်စစ်စင်ရေးတွေပါပဲဒီကစားသမားတွေကသူတွေရဲ့ရုန်းကန်မှုဟာတင့်ကိုအများဆုံးစိတ်သက်တက်ကြွစေခဲ့တယ်လဲဆိုတော့ကွန်မန့်မှာရေးသွားပေးခဲ့ပါဦးဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်